လာနဲ့ပိုနီးလာတာနဲ့အမျှအာကာသယာဉ်မှုတွေကလကိုအထင်းသားမြင်နေရပါပြီဘယ်သူမှမရောက်ဖူးတဲ့လဘက်ချမ်းကိုတွေ့ဖို့အဆင်သင့်ဖြစ်နေပါပြီ Houston integrity on 1 for lunar flyby setup. Go ahead. လှပတဲ့မြင်ကွင်းတွေကြောင့်သူတို့အံ့အားသင့်နေကြပါတယ် Just seeing Tycho. တိုင်ကိုကိုမြင်နေရပြီမြောက်ဘက်မှာတောင်တန်းတွေရှိတယ်ကော်ပနီကစ်ရဲ့ Rima Gamma ကိုလည်းမြင်ရတယ်လေးချေတုံးကအတိုင်းပဲဒါပေမဲ့သုံးဘက်မြင်ဆိုတော့လုံးဝမယုံစရာကောင်းတယ်တကယ်အံ့ဩစရာပဲ အာကာသတွေကနေ့စဉ်ဘဝကတော့ပြင်းစရာကောင်းနိုင်ပါတယ် Being human up here is ဒီမှာရောက်နေရတာကဒီတောင်ဝင်ရဲ့အကောင်းဆုံးတွေကတစ်ခုပါဥပမာလရဲ့ဘသူမှမရောက်ဖူးသေးတဲ့အချမ်းရဲ့အလှကိုကြည့်ပြီးမိန်မောနေပြီးမှခြေအိတ်လဲဖို့လိုပြီးထင်တယ်ဆိုပြီးခြေအိတ်ကိုလိုက်ရှာရတာမျိုးပေါ့ဒါကလူသားတွေရဲ့အာကာသခရီးမှာဖြစ်တတ်တဲ့အစွန်းနှစ်ဖက်ပေါ့ Houston မြို့ကျွန်းစင်အာကာသစခန်းမှာတော့ NASA အဖွဲ့သားတွေဟာအနီးကပ်ပြန်တမ်းမှုအတွက်အလုပ်ရှုပ်နေကြပါတယ်ဒါကတော့ Artemis ခရီးစဉ်ထိန်းချုပ်ရေးစင်တာပါလုပ်ငန်းတစ်ခုလုံးရဲ့အချက်အချာနေရပါ The team here are monitoring all of the spacecraft. ဒီကအဖွဲ့တွေကအာကာသယာဉ်ရဲ့ဆက်သွယ်ရေးတွန်းကန်အားနေထိုင်ရေးအထောက်အကူစနစ်တွေအားလုံးကို24နာရီစောင့်ကြည့်နေတာပါဒီမှာထိုင်နေတဲ့သူကတော့ပြန်တမ်းရေးဒါရိုက်တာပါအစီအစဉ်တစ်ခုလုံးရဲ့တာဝန်ရှိသူပါဘေးမှာတော့ Capcom လို့ခေါ်တဲ့အာကာသယာဉ်ဆက်သွယ်ရေးမှုဖြစ်ပါတယ်အာကာသယာဉ်မှုတွေကသူတို့အတန်ကိုကြားရတာပါကဘာနဲ့ဆက်သွယ်ပေးတာဖြစ်ပါတယ်အဖွဲ့သားတွေကိုလာဆိုင်ရာသိပ္ပံပညာရှင်တွေကလေ့ကျင့်ပေးထားပါတယ်။လာရဲ့နောက်ဖက်ချမ်းကိုပတ်ပြီးပြန်တဲ့အခါကင်မရာတွေပုံညမ်းဆွဲတာတွေနဲ့အသံတွေနဲ့မှတ်တမ်းတင်ကြမှာပါ I think it's a very personal moment. ဒါဟာကျမအတွက်တော့ခံစားရတဲ့အခိုက်အတန့်ဖြစ်မှာလာရဲ့ဟိုဘက်အချမ်းမှာမြင်နေရတာတွေကိုအဖွဲ့သားတွေကပြောပြနေတာကိုနားထောင်ရဖို့ပေါ့သူတို့လာကိုအနိကတ်တကယ်မြင်တဲ့အခါဘလောက်တောင်စိတ်လှုပ်ရှားနေမလဲဆိုတာကြားဖို့မဆောက်နိုင်တော့ပါဘူးကျမသိတယ်အဲ့ဒီအချိန်ဟာကျမမျက်ရည်ကျမှာပဲ ရင်အဖွဲ့သားတွေကအလောက်ရှုံနေကြပေမဲ့ကနေဒါကကလေးတွေရဲ့မေးခွန်းတွေကိုအချိန်ပေးဖြည့်ပေးခဲ့ကြပါတယ် What types of food do you eat in space? this is actually shrimp cocktail. ဒါကပဇွန်ကော့တေရေပြန်ထည့်ထားတာရေထည့်လိုက်တော့ပဇွန်တွေကရေကိုပြန်ဆုပ်ယူသွားတာတကယ်အရသာရှိတယ် Up the water and it's actually pretty tasty. Here's the maple syrup that we ဒါကတော့ဒီနေ့နေ့လယ်စာမှာဖွင့်စားခဲ့တဲ့ maple syrup ပါဒီနေ့ဒီမှာကနေဒါအရသာနည်းနည်းပါတာပေါ့ သူတို့ရဲ့အရေးကြီးတဲ့အခိုက်အတန့်ဟာမြန်မြန်ဆန်းဆန်းချင်းကပ်လာနေပါပြီလာရဲ့ဟိုဘက်ချမ်းဟာအခုတော့တိတ်မဝေးတော့ပါဘူး